ပန်စာကို3လတင်ယူပြီး F5 level ကနေ N2 level အထိမိမိ level လိုက်ရရှိလိုက်တဲ့အခွင့်အရေးများအကြောင်းကိုမန်လေးမျိုးရှိဆာကူရာဂျပန်နိုင်ငံကျောင်းတွင်ပညာရေးဆိုင်ရာဟောပြောပွဲများပြုလုပ်ပေးခဲ့ရဖြစ်ပါတယ်ခင်ဗျာဂျပန်စာ level ပေါ်မူတည်ပြီးတော့ရရှိနိုင်တဲ့အခွင့်အရေးတွေမတူတာကြောင့်ည7ပိုင်းများပြုလုပ်ပေးထားနေရှိပါတယ်ခင်ဗျာနေ့မှာတင်ခဲ့တဲ့စာတွေကိုညဘက်မှာဆရာတွေနဲ့အတူနားမလည်တဲ့စာတွေကိုမြင်မြန်ပြီးတော့ဂျပန်ကိုအမြန်ဆုံးရောက်ချင်တဲ့တည့်ရကြီးမှချက်ကိုတကယ်လက်တွေ့အကောင့်နဲ့ဖော်လိုက်ပါခင်ဗျာ F5 level ဆိုရင် training F4 level ဆိုရင်တကူတဲ့ N3 level ဆိုရင် web visa ဖြစ်တာကြောင့်ဂျပန်မှာအလားအစာကောင်းတဲ့ပိုကောင်းတဲ့ဘဝတွေကိုပတ်ထိုင်ကြည့်လို့နိုင်ဆာကူရာမန်နေဂျာခွဲတွေဂျပန်စာကိုစူးစမ်းတယူကြဖို့အတွက်အကြံပြုလိုပါတယ်ခင်ဗျာဂျပန်စာ level ပို့ပြီးတော့မြင့်နေတယ်ကိုယ့်အတွက်အခွန်လန်းတွေပို့ပြီးတော့ရရှိနေတယ်ဖြစ်ပါတယ်ခင်ဗျာဥပမာတစ်ခုပြောမယ်ဆိုရင်အကျွေးစနစ်ထဲမှာဆိုရင် instrument program education fees zero cost နဲ့ scholarship program များပဲဖြစ်ပါတယ်ခင်ဗျာ okay ဂျပန်စာအောင်နံပါတ်တွေပြည့်စုံပြီဆိုရင်လည်း interview manner လို့ခေါ်တဲ့ဂျပန်စာစကားပြောရရှိရလည်းအလုံးကြီးကြီးပါတယ်ခင်ဗျာဒါကြောင့်တင်တန်းချင်းအခမဲ့ဖြင့် special class တန်းတွေကိုတက်ရောက်ပြီးတော့အခြေခံတို့အတွက်ဂျပန်ကိုရအောင်ပို့ပေးနိုင်မယ့်ပညာရေးငွေဆောင်မှုပုံဝင်ချင်ကောင်းတစ်ခုကိုကျွန်တော်ဆာကူရာမန်နေဂျာခွဲမှာဖန်တီးယူလိုက်ပါခင်ဗျာမန်နေဂျာခွဲရဲ့လိပ်စာလေးကတော့69A 383ကိုကြားမှာတည်ရှိရဖြစ်ပြီးတော့နေရာလာတဲ့စုများအတွက်လည်းရော်ရလေးအဆောင်တွေမိန်းလေးအဆောင်တွေစီစဉ်ပေးပါတယ်ခင်ဗျာဆာကူရာအကြောင်းရည်မှန်းချက်မှာဂျပန်စာရေးချိပြပြီးတော့ကျောင်းတော်တော်များကိုမွေးထုတ်ပေးပြီးတော့အခြေခံတို့အတွက်အခွန်လမ်းများကောင်းများရရှိနိုင်ရေးဖြစ်ပါတယ်ခင်ဗျာတင်ချစ်ခင်ရတဲ့တိတ်မဆွေတဲ့ငယ်ချင်းများအတွက်ဒီဗီဒီယိုလေးကို like share လုပ်ပေးဖို့လည်းတောင်းဆိုလိုပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးကြည့်ပြီးရတဲ့အတွက်လည်းအထူးမှတ်တရရှိပါတယ်ခင်ဗျာ